안녕하세요, 여러분. Sean Korean Language Online Class가 제시온 표발이 제디네이션 비아비 지나리아로 디마 비아타레 사바이 되고 지네 두두디 라인에 reading practice လေးလုပ်ကြည့်အောင်အဲ့တော့ကျွန်တော်စာပိုက်ဖတ်ရင်းနေပေါ့နော်စာပိုက်ကြီးပဲဖတ်မှာမဟုတ်ဘဲနဲ့ဝေါ်ဟာရအသစ်တွေပိုင်းဝေါ်ဟာရအသစ်တွေကိုလေ့လာမယ်ပြင်တော့ကိုကျွန်တော်အတန်ထွက်တဲ့အခါမှာပေါ့တတိထားမယ်ချက်လက်လေးလေခြေတစ်ခါလေးပြောပြသွားပြီးမှဖြစ်ပါတယ်ကဲဒါဆိုရင်ခြေနဲ့တူတူလိုက်ပြီးတော့လေ့လာကြည့်လိုက်အောင်နော်ဟုတ်ပြီအဲ့တော့ပထမဆုံးတစ်ခုပေါ့နော်ဆရာတို့ဒီမှာစာပိုက်တွေတွေ့တဲ့အခါစာပိုက်တွေကိုဖတ်ရင်အတန်ထွက်ပြီးဖတ်ဖို့အတွက်ခြေအကြံပေးချင်ပါတယ်အတန်ထွက်ပြီးဖတ်ခြင်းကကိုယ့်ရဲ့ listening skill ရောခြေနောက်တစ်ခုမာရာဂီလို့ခေါ်တဲ့ speaking skill ကိုတိုးတက်လာစေနိုင်ပါတယ်ဒါကြောင့်မလို့စာပိုက်တွေဖတ်ရင်စိတ်ထဲကနေမဖတ်ဘဲနဲ့နှုတ်ကနေပြီးတော့ဖတ်နိုင်အောင်ကြိုးစားကြည့်ပေါ့နော်ဒါမှကိုယ့်ရဲ့အတန်ထွက်တွေမှားလားမှန်လားဆိုတာလည်းသိချာသိရမှာဆိုတော့ကဲဟုတ်ပြီလေ့လာကြည့်မယ်နော်ပထမဆုံးတစ်장을 삽하면 소인 한국 사람들은 한국 사람들은 한국가 제로팁이다 코리아어 벼라 사람 소라가 루 벼라 들가 자로 제로가 도 미아로 디베야래 아미아게인 뭐노 고와 아미아게인이 태진의 소인 들 소리 색깔로 제로 태야래 그래서 한국 사람들은 코리아 류리가 김치찌개 소라가 해요 벼라 အဲ့တော့ခြေတို့ကိုရီးယားမှာဟင်းရည်၃မျိုးရှိပါတယ်။ဘာလဲဆိုရင်ထန်းဂူးကြည်ကဲဆိုပြီးတော့၃မျိုးရှိတယ်။အဲ့တော့အဲ့ဒီထဲမှာကြည်ကဲကတော့ခြေတို့ဟင်းရည်အပြစ်ဆုံးဖြစ်ပါတယ်။အဲ့ဒါလေးကိုမှတ်ထားမယ်နော်။အဲ့တော့김치찌개를 김치 흰이고 자주 먹어요. ဒီမှာခြေတို့ဂါလေးကတော့ပေါင်းမယ်အာက silent ဆိုတော့ကိုရီးယားဘာသာစကားမှာအာတို့ဟာတို့ဒီ silent အနေနဲ့ခြေတို့အတန်မထွက်ဘူးပေါ့နော်။ဒါကြောင့်မလို့ရှေ့ကအသက်ပိုင်းအသက်လေးကတော့ပေါင်းပါတယ်။ဒါကအခြေခံကလေးတွေနဲ့ပေါ့နော်အခြေခံသမားလေးတွေလည်းပါမှာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒါသူတို့လေးကြီးပြတဲ့အခါကျရင်အတန်တော့ဒီမှာမှာဆိုတော့ကျတို့မြန်မာစကားမှာရှိတယ်မလားရေတော့အမှန်ဖတ်တော့တန်ဆိုပြီးတော့အဲ့တော့စာပိုက်ဖတ်တဲ့အခါမှာကျတို့ရေးထားတဲ့အတိုင်းကြီးဖတ်လို့မရပါဘူးအတန်သွားပြောင်းမဲ့နေရာတွေအတန်အတွက်လေးကျတို့ကနည်းနည်းလေးအတန်ကိုပြောင်းထွက်ရတာမျိုးလေးတွေเนาะအဲ့ဒါမျိုးလေးတွေကျတို့ရှိပါတယ်တခြားလေးလိုက်မှတ်ပါเนาะအဲ့တော့ခြာကျူမော်ဂောယူလို့ဖတ်ပါမယ်မော့အောယူလို့ဖတ်ရင်မှားပါတယ်เนาะ먹어요. 자주 먹어요. 머자카나 사바리. 김치찌개에는 김치희의 마소인 김치와 김치에 돼지고기가 들어가요. 디말레라리아 도밤에 들어가요. 들어가다 소라 빠오의 말이 돼지고기 돼지디 와 고기가 나오벼잖아. 알아 김치에 돼지고기 왔다네 빠바리. 먼저 이에서 냄비에 냄비ဆိုတာကကျွန်တော်တို့ဒီပေါ့နော်ဟင်းရည်တွေပါတွေချက်တဲ့အခါမှာသုံးတဲ့အိုးကိုကိုရီးယားလို 냄비 လို့ခေါ်တယ် 냄비 အိုးထဲမှာ돼지 고기를 넣고 ဒီမှာကျတော့ဟာနဲ့ကားနဲ့ပေါင်းနေဆိုရင်နည်းနည်းရှုပ်မှာဆိုတော့제가ဒီလိုမျိုးနှုတ်လေးနဲ့ပြောမှာပေါ့နော်တခြားလေးမှတ်ထားပြီနော်ဟာနဲ့ကားနဲ့ပေါင်းရင်ခါဝေးတန်ထွက်ပါတယ်အဲ့တော့ကျတော့ဒီမှာလည်းတစ်ချက်ကြည့်အောင်ကျတော့ဒီမြန်မာဘာသာစကားမှာကြော်သည်များများနဲ့ကြော်စီများများနဲ့ကြော်စီနည်းနည်းနဲ့ကြော်ရင်စလုံးတစ်လုံးသုံးတယ်ဒါပေမဲ့ကိုရီးယားမှာကကျတော့စိတ်ဝင်စားဖို့ကောင်းတာကသူတို့ကအစားအသောက်မျိုးချင်းသုံးလဲဆိုတော့ကျတော့စီနည်းနည်းပဲထည့်ပြီးတော့ကြော်ရတဲ့အစားအသောက်မျိုးတွေဆိုရင်볶다ကိုသုံးပြီးတော့မှပြောပါတယ်အဲ့တော့ဒီမှာဆိုရင် 냄비에 오래말 돼지고기를 넣고 왔다 태비로마 볶아요. 졸라이바레 그리고 비로 돼지고기가 익으면 익다서 이라고 표현하나 보노 이라. 알아 왔다 이비소이 김치를 넣어요. 디마체로 하가래 사인란로 표현했니 아가래 사인란로 표현해. 알아 사인란 예술 치로 바단ထွက်လဲဆို 아다면 ထွက်တယ် အဲ့တော့ဒါလေးကိုထွက်တဲ့အခါနော်ဟောယိုလို့ထွက်ရင်ကျတော့အတန်အတွက်ဒီလုံးဝမှားပါတယ်နော်ဟောယိုလို့မထွက်ဘူးနော်အောယိုလို့ထွက်ရမယ်ရမယ်နော်အဲ့တော့ 김치를 넣어요 김치고 ထည့်လိုက်ပါတယ်တဲ့ကဲဟုတ်ပြီနောက်ထပ်တစ်ကြောင်းထပ်ဖတ်ကြည့်အောင်နောက်ထပ်တစ်ကြောင်းကကျတော့ဒီမှာဘွန်းကကျတော့ minute တွေ second တွေဆိုကျတော့ဘာနဲ့တုံးလဲဆိုရင် 1, 2, 3, 4, 5, 6, 7, 8, 9, 10ဟုတ်တယ်နော်အဲ့တော့ဒီထဲကဟာနဲ့ကျတော့သုံးပေးရပါမယ်အဲ့တော့ minute ဆိုတော့ကျတော့က3 minute ဆိုတော့
3번 정도 3မိနစ်လောက် 정도ဆိုတာကကျတို့ကအတိအကျမဟုတ်ဘူးเนาะကိန်းဂဏန်းအတိအကျမဟုတ်ဘူးလောက်ခန့်ဆိုတဲ့အဓိပ္ပာယ်မျိုးရောက်တယ်အဲ့တော့ 3번 정도 3မိနစ်လောက် 고기와 김치를 아따네 김치고 함께 아두두 볶아요. 줘봐래. 마지막으로 나우송 아니네 물가 시우벼잖아. 나우가 이나나디 도마호 물이나 시 담함호이 육수라 아따뼈 이우벼잖아. 시 담함호이 아따뼈 이고 붓고 소라가 라운테 비로 붓다 라운테디. 알아 시 담함호 아따뼈 이우 라운테 비로마 더 끓이면 하네 안에디 사일런스로 아단 탐이 디라리아 탑밤에 그리면 알어 시 담함 호이 아따 ပြုတ် ထည့်ပြီးတော့မှထပ်ပြီးတော့ပြုတ်ထားလိုက်မယ်เนาะထပ်ပြီးတော့ပြုတ်ထားလိုက်မယ်ဆိုရင်ဝမ်းဆုံးရေရောအားနဲ့ပေါင်းရင်ငါတန်ထွက်တယ်ဒါလေးတခြားမှတ်ထားမယ်เนาะဝမ်းဆုံးရေရောအဲ့တော့ထပ်ပြီးပြုတ်လိုက်မယ်ဆိုရင်တော့ပြီးသွားပါပြီဝမ်းဆုံးဆိုတာကျတော့အပြီးသက်အဆုံးသက်ကိုပြောချင်တာပြီးသွားပါပြီတဲ့ပြီးရင်마늘가 쨘동퓨 대파ဆိုတာကျတော့ကြက်သွန်မိတ်ကိုပြောချင်တာနောက်ပြင်တော့ခု두부ဆိုတာတော့ပဲပြားပေါ့နော်두부를ပဲပြားကို넣으면ထည့်လိုက်မယ်ဆိုရင်더 맛있어요ပို့ပြီးတော့အရသာရှိပါတယ်တဲ့အဲ့တော့ဒီမှာကျတော့တစ်ချက်လောက်ကြည့်အောင်끓다ကကျတော့ပြောမယ်ဆိုရင် तू ကပြုတ်တယ်ပေါ့နော်ပြုတ်တယ်ဆိုတဲ့နေရာမှာလဲကျတော့ကြော်တာနဲ့အတူတူပဲကြော်ရင်လဲစီနဲ့ကြော်ရင်ပုတ်တာ끓다လဲကျတော့ပြုတ်တယ်ဆိုတဲ့နေရာမှာလဲ तू က2မျိုး3မျိုးလောက်ရှိရပေါ့နော်ဒီ끓다ကကျတော့ပြုတ်တဲ့အရေးကိုကိုကပြန်သုံးမှာဆိုရင်끓다နဲ့သုံးတယ်အကယ်၍ပြုတ်တဲ့အရေးကိုကိုကပြန်မသုံးဥမာကျတော့ကြက်ဥတွေပါပြုတ်တယ်ရှမ်းတွေပါပြုတ်တယ်ခောက်ဆွဲတွေပါပြုတ်တယ်ပေါ့နော်အမှခောက်ဆွဲပြုတ်ချင်မဟုတ်ဘဲနဲ့ကျတော့ခောက်ဆွဲတုပ်ဖို့တော့ခောက်ဆွဲပြုတ်တယ်အဲ့လိုမျိုးဆိုရင်အဲ့ရေကိုကျတော့ပြန်မသုံးဘူးဆိုရင်ကျတော့နောက်ထပ်စလုံးတစ်ခုနဲ့သုံးပါတယ်เนาะအဲ့ဒါလေးမှတ်ထားပါအဲ့တော့끓다ဒီပြုတ်တဲ့ရေကိုပြန်သုံးမယ်ဆိုရင်끓다 볶다ကြတော့စီနဲ့ကြော်မယ်ဆိုရင်볶다ဒါလေးကိုမှတ်ထားပေးပါကဲဒါဆိုရင်ကျတို့တွေဒီမှာဖတ်ပြသွားတဲ့ဟာလေးတွေကိုခြေနဲ့အတူတူနောက်ကနေပြီးတော့ like ဖတ်ကြည့်ပါပြီးရင်အတန်ထွက်လေးတွေပေါ့နော်ဟိုမသိသေးတဲ့အချက်လေးရှိရဆိုရင်မှတ်မယ်ဝေါ်ဟာရအသစ်ကလေးဆိုလည်းတစ်ခါတည်းမှတ်သွားပါကဲဒါဆိုကျတော့တစ်ခေါက်လောက်ကိုရီးယားလို like ဖတ်ကြည့်မယ်အဲ့တော့ခြေရှိရနေဖတ်ပြပေးမယ်နောက်ကနေပြီးတော့ like ဖတ်ကြည့်ပါနော်ဟုတ်ပြီအဲ့ဆိုကျတော့စရမယ်နော်အဲ့တော့ 한국 사람들은 코리아လူမျိုးတွေက 김치찌개를 김치회이고 자주 먹어요. 크나크나 사자말이 김치찌개에는 김치회의 맛이 김치와 김치 내 돼지고기가 들어가요. 왔다 바바리 먼저 위에서 냄비에 오레마 돼지고기를 넣고 왔다고 태비로 볶아요. 졸라이바리 그리고 비로 돼지고기가 익으면 왔다 이비소에 김치를 넣어요. 김치 태라이바리 3번 정도 떠무네라 고기와 김치를 아따네 김치고 함께 볶아요. 아두두 여절라이바리 마지막으로 나소니네 물이나 육수를 붓고 ဒီမှာလဲကိုကနည်းနည်းမြန်နေဆိုရင်ဒါကိုဖြတ်ချလိုက်နော်မူရီနာရှေးဒါမှမဟုတ်ယူခစရဘူကိုအသားပြုတ်ရည်လောင်းထည့်ပြီးတော့ဒေါ်ကရီမြောင်ဝမ်ဆောင်ရေရောထပ်ပြီးတော့ပြုတ်ထားလိုက်မယ်ဆိုရင်ပြီးသွားပါပြီရသွားပါပြီမာနလ်စက်သွန်ဖြူဒေဖာစက်သွန်မိတ်ဒူဘူရနောမြောင်ပဲပြားကိုထည့်လိုက်မယ်ဆိုရင်ဒေါ်မရှိစော်ရပို့ပြီးတော့အရသာရှိပါတယ်ကဲဒါဆိုရင်ဒါလေးကိုပေါ့နော်ကိုကရေးလို့ရတယ်ဆိုတော့ရေးလိုက်ပေါ့နော်မရေးချင်ဘူးဆိုလည်းတရားလေးကိုဖတ်ရင်းနဲ့ကိုမသိရဲ့စလုံးလေးမှတ်မယ်အတန်ထွက်မသိတာလေးဆိုမှတ်ထားပေးပါရမယ်နော်ကဲဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်နောက်ထပ်ဗီဒီယိုမှာထပ်ပြီးတော့တွေ့ပါမယ်ဒီနေ့ဗီဒီယိုလေးကအကျိုးရှိမယ်လို့တော့မျှော်လင့်ပါတယ်ကဲဒါဆိုရင်다음영상에또만나요안녕히계세요